ဒီလူဟာမုံပဲတရုပ်ဆောင်တွေကိုအဆက်မပြတ်စားသုံးနေခဲ့တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ဟာမိုးပြန်ပူဖောင်းကြီးတစ်ခုလိုဖောင်းကားလာခဲ့ရပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ဟာတစ်နေ့ထက်တစ်နေ့ပုံမူကြီးထွားလို့လာခဲ့ပါတယ်။ဆရာဝန်တွေဟာအလွန်ထိတ်လန့်သွားကြပြီးကြောက်ရွံ့မှုကြောင့်အခန်းထဲကနေအတင်းပြေးထွက်သွားခဲ့ကြပါတယ်။လူတစ်ယောက်တည်းသာအဲ့ဒီနေရာမှာကြံရစ်ခဲ့ပေမဲ့မကြခင်မှာပဲသူလည်းပဲပြေးခဲ့တဲ့နေဆိုတာကိုနားလည်သွားခဲ့ရပါတယ်။အခုအချိန်မှာတော့အဲ့ဒီလူကြီးဟာမြို့ပြကြီးစီကိုဥတီပြီးလမ်းလျှောက်လာခဲ့ပါပြီ။သူဟာအဆောက်အုံကြီးတွေလောက်နီးပါးအေယာမတတဝါကြီးတစ်ကောင်လိုကြီးမားနေခဲ့တာဖြစ်ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေလည်းကြောက်လန့်တကြားနဲ့ထွက်ပြေးကုန်ကြပါတော့တယ်။သူလမ်းလျှောက်လိုက်တိုင်းမြေပြင်တစ်ခုလုံးဟာပြင်းထန်စွာလှုပ်ခါနေခဲ့ရပါတယ်။လူတွေဟာကြောက်လန့်တကြားအော်ဟစ်ရင်ဟိုဟိုဒီဒီပြေးလွှားနေခဲ့ကြပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီလူကြီးဟာမြင့်မားတဲ့အဆောက်အုံတစ်ခုရဲ့အနားကိုရောက်ရှိသွားခဲ့ပါတယ်။သူဟာအထဲကိုငုံကြည့်လိုက်တဲ့အခါမှာကောင်မလေးတစ်ကောင်ကိုမြင်တွေ့သွားခဲ့ရပါတယ်။သူ့ရဲ့အေယာမလက်ဝါးကြီးကိုအဆောက်အုံတွင်းရဲ့ကိုထိုးသွင်းလိုက်ပါတော့တယ်။ကောင်မလေးဟာကြောက်လန့်တကြားအော်ဟစ်ခဲ့ပေမဲ့အဲ့ဒီလူကြီးကသူမကိုနာကျင်အောင်လုပ်ဖို့ရည်ရွယ်ချက်လုံးဝမရှိခဲ့ပါဘူး။သူလိုအပ်နေတာကတော့အစားအစာတက်တက်ပဲဖြစ်ပါတယ်။သူဟာကြက်တံပိုးတစ်ခုကိုကောက်ယူပြီးပါးဆက်ထဲထည့်ကစားပွဲတောက်လိုက်ပါတယ်။ရုတ်တရက်ဆိုသလိုသူဟာထူးဆန်းတဲ့ခန်းစားချက်တစ်ခုကိုစတင်ခန်းစားလိုက်ရပါတယ်။သူ့ရဲ့ဘိုက်ကိုစုပ်ကင်ထားပြီးအလွန်နာကျင်နေတဲ့ပုံစံမျိုးဖြစ်နေခဲ့ရတာပါ။လူတွေကဒါကိုမြင်ပြီးကြီးမားတဲ့အန္တရာယ်တစ်ခုခုဖြစ်တော့မယ်လို့တွေးတော့ကအော်ဟစ်နေကြပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီအေယာမလူကြီးဟာကုန်းလိုက်ပြီးကြက်လောင်လာတဲ့လေးလေတန်ကြီးတစ်ခုကိုထုတ်လွှတ်လိုက်ပါတော့တယ်။ဒါဟာမြို့ပြကြီးကိုမုန်တိုင်းတစ်ခုဝင်ရောက်တိုက်ခတ်လိုက်တယ်လို့မျိုးဖြစ်သွားခဲ့ရပါတယ်။လေပြင်းတွေကအရန်အားကောင်းလုံးတာကြောင့်အဖွားကိုတယောက်ဆိုရင်လွင့်စင်သွားလို့နီးပါဖြစ်ခဲ့ရပါတယ်။လူတယောက်ဆိုရင်ထိတ်လန့်တုန်လှုပ်ပြီးတတိမိမျောသွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲအဘိုးကိုတယောက်ကမိချစ်ဆန်တစ်ခုကိုချစ်ပြီးမိညှိလိုက်ပါတယ်။ရဲအရာရှိတယောက်ကသူ့ကိုတားဆီးဖို့စူးစမ်းခဲ့ရင်မဲ့အရာအလုံးကနောက်ကျသွားခဲ့ပါပြီ။အတိအကျဆိုရရင်အဲ့ဒီမိနစ်မှာပဲအဲ့ဒီလူဟာအိယာကနေလက်နိုးလာခဲ့ပါတော့တယ်။တကယ်တော့ဒါတွေအားလုံးဟာအိမ်မက်တစ်ခုသာဖြစ်နေခဲ့ရတာပါ။ဒီအိမ်မက်အကြောင်းကိုပြန်နှွေးရင်သူဟာကိုလေးချိန်ရှော့ချပစ်မယ်လို့မိမိကိုယ်ဂတိပြုလိုက်ပါတော့တယ်။နောက်တစ်နေ့မှာတော့သူဟာကောင်မလေးချိုးနဲ့အတူအားကစားခန်းမှာခုံပေါက်တဲ့လေ့ကျင့်ခန်းတွေကိုတွားရောက်လှုပ်ဆောင်ခဲ့ပါတယ်။သူ့ကိုကျိုးခုံနေတင် जा ပေးမဲ့နီးပြတယောက်ကိုပါငားရမ်းခဲ့ရင်မဲ့သူ့ရဲ့ကိုလေးချိန်ကတော့ကျမသွားခဲ့ပါဘူး။သူအားကစားခန်းမှာအလေးမဖို့စူးစမ်းတဲ့အချိန်မှာတော့စက်ပစ္စည်းကိရိယာကြီးဟာပြိုပျက်သွားခဲ့ရပါတယ်။သူဟာပိန်မလာခဲ့ပေမဲ့သူ့ရဲ့မိမိကိုယ်ယုံကြည်မှုတွေကတော့ပုံမတိုးတက်လို့လာခဲ့ပါတယ်။ဒီလိုနဲ့တညမှာတော့သူဟာသူနဲ့တက်ရတဲ့ကောင်မလေးနဲ့အတူချိန်တွေ့ဖို့ထွက်လာခဲ့ပါတယ်။အစပိုင်းမှာတော့သူမဟာအလွန်ပျော်ရွှင်နေပုံရပေမဲ့မကြခင်မှာပဲမညှော်လင့်ထားတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတော့တယ်။အဆိုတော်တယောက်ဟာစင်ဘော်ကိုတက်လာခဲ့တာဖြစ်ပါတယ်။သူကအဲ့ဒီလူကြီးကိုလက်ညှိုးထိုးပြီးဒါဟာအေယာမမိုးပြန်ပူဖောင်းကြီးနဲ့ဒူလာကြောင်လောင်ပြောင်ပြောဆိုလိုက်ပါတယ်။အဲ့ဒီလူဟာအလွန်ဒေါသထွက်ပြီးအရှက်ရသွားခဲ့ရပါတော့တယ်။သူဟာတခွဲကန်းစီကိုတက်တက်ကြီးတွားရောက်ခဲ့ပြီးကိုလေးချိန်ကြစေမဲ့ထူးဆန်းတဲ့ဖြော်ရည်တစ်ခွက်ကိုကိုယ်တိုင်ဖော်ဆက်လိုက်ပါတယ်။အဲ့ဒီဆေးရည်ကိုတောက်ပြီးတဲ့နောက်မှာတော့သူဟာအော်အန်ဂျင်စိတ်တွေဖြစ်ပေါ်လာခဲ့ရပါတယ်။သူဟာမြေပြင်ပေါ်ကိုလဲကျပြီးသတိမေ့မျောသွားခဲ့ရပါတယ်။ဒါပေမဲ့ဆေးရနီတင်ကတော့အလုပ်လုပ်ခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်ဟာစတင်ပြီးတင်းငယ်ပိန်လီသွားခဲ့ပါတော့တယ်။တနာရီကြာမှသူတတိယနိုးထလာပြီးမှန်ထဲကိုကြည့်လိုက်တဲ့အခါမှာတော့အလွန်ခံရလာပါတဲ့လူတစ်ယောက်ဖြစ်ပြောင်းလဲသွားတာကိုမြင်တွေ့လိုက်ရပါတယ်။ဒါဟာသူ့ကိုယ်သူတကယ်ဟုတ်မဟုတ်ဆိုတာကိုတောင်မယုံကြည်နိုင်အောင်ဖြစ်ခဲ့ရတာပါ။သူတကယ်ပဲပိန်သွားပြီဆိုတာကိုသိရှိသွားတဲ့အချိန်မှာတော့ပျော်ရွှင်လုံးလို့အထက်သို့ခုန်ပေါက်ခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့သူဟာအပြင်ကိုလမ်းလျှောက်ထွက်လာခဲ့ပါတယ်။သူ့ရဲ့ဘဝဟာအရာရာပြည့်စုံသွားပြီလို့သူခံစားလိုက်ရတာပါ။သူဟာအဝတ်ထည်ဆိုင်ကိုတွားရောက်ခဲ့ပြီးသူအမြဲတမ်းဝတ်ဆင်ကျင်ခဲ့တဲ့အဝတ်အစားတွေကိုရွေးချယ်ဝတ်ဆင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူနှစ်သက်တဲ့ကောင်မလေးကိုတွားရောက်ရှာဖွေပြီးလူစိမ်းတယောက်လိုမျိုးစတင်စကားပြောခဲ့ပါတယ်